ကောက်ပွဲမှာကျွန်တော်ကိုမကြိုက်တာဖြစ်တဲ့အတွက်သူတို့ဗုဒ္ဓဘာသာမြန်မာများအစစ်စစ်ရှိတဲ့မဲဆန္ဒမြေနေမှာကျွန်တော်ကိုအမြင်ကက်လို့သူတို့တင်ထားတဲ့အဲ့ဒီဗုဒ္ဓဘာသာမြန်မာကိုယ်စားလှယ်ကိုပါမဲမပြီးတော့ဘာလို့အစိုးရဖွဲ့မှာဆိုလို့အဲ့ဒီဘောအူဖြစ်နေတာအဲ့ဒီဘောပဲတစ်ခါပဲရမယ်တစ်သက်လုံးတော့မရဘူးဗျာဘာလို့အများဒီမိုကရေစီစနစ်ရအများစုကပဲအများစုကိုတိုက်ခိုက်ပြီးအုပ်ချုပ်လို့ရမယ်ဘာပြောလို့လဲအဲ့ဒါမျိုးကိုအကြောင်းပြတဲ့လူမျိုးရေးတိုက်ခိုက်တာတော့မဟုတ်ဘူးပေါ့ဗျာဒါပေမဲ့တို့ကတော့ဟိုရီချီဆွနက်ကိုတော့လူမျိုးရေးရမတိုက်ခိုက်ရဲပါဘူးအခုလက်ရှိ Conservative Party ရဲ့ခေါင်းဆောင်ဒီအာဖရိကနယ်ကအမျိုးသမီးလူမျိုးရေးရမတိုက်ခိုက်ရဲပါဘူးဒါဥပဒေရလည်းတိုက်ခိုက်လို့မရဘူးဒါပေမဲ့တခြားနည်းနဲ့တို့တုတ်ပြန်တာ policy ရပါဗျာမထောက်ခံတော့ဘူးပေါ့ပြောချင်တာကဒုံးရွယ်စုနဲ့ဆိုင်တာပေါ့ဗျာဟုတ်အခြေချနေတိုင်းရလေလူကသူတို့စဉ်းစားပုံဖြစ်ဖို့များတာပေါ့နော်ဟိုအခြေချနေထိုင်တဲ့လူကမူရင်းလူမျိုးတွေလောက်အစဉ်အဆက်ဒီနိုင်ငံမှာတမိုင်းကြောင်းမရှိတော့သူတို့မခံစားတတ်ဘူးပေါ့ဗျာပြောချင်တာကဒါကိုဆိုလို့ချင်တာသူဒီမှာလာမွေးတော်မှန်တယ်ဒါပေမဲ့သူ့ရဲ့မိဘတဲ့မျိုးရိုးတွေကဒီနိုင်ငံကမဟုတ်တဲ့ခါကျတော့ဒီနိုင်ငံမှာရှိတဲ့ the zit ပေါ့နော်ဒီဘယ်လိုပြောမလဲ the roof call the rule လို့ခေါ်မယ်အမြစ်ပေါ့သူတို့ရဲ့ DNA အမြစ်ဖြစ်တဲ့သူတို့ရဲ့မျိုးရိုးဇာတိအရင်အဖိုးဘွားဘိုးဘွားဘီဘင်ကဒုတိယကမ္ဘာစစ်မှာဘလို့ဒုက္ခခံခဲ့တယ်လေဘီရင်စနစ်ကအဲ့ဒီအကြောင်းအရာတွေသူ့မှာမရှိဘူးစာအုပ်ထဲမှာဖတ်တာပဲရှိတယ်လက်တွေ့မရှိတဲ့ခါကျတော့တချို့ຢာတွေကတော့သူတို့ဆုံးဖြတ်တဲ့နေရာမှာပြောဆိုတဲ့နေရာမှာနည်းနည်းလေးလွဲတဲ့ခါမှာဒီလူတွေကဒိုင်းဆိုတော့ချက်ချင်းသူ့ကိုမကြိုက်တော့ဘူးအဲ့ဒါမျိုးနဲ့ဇင်းမြစ်ပဲပြောရမှာထင်တယ်အဲ့ဒါမျိုးနဲ့မှန်တယ်တဝက်လောက်တော့လူကတော့တဝက်လောက်တော့လူတွေကတော့လူမျိုးဆွဲလည်းမဟုတ်ဘူးဗျလူမျိုးဆွဲပြောရင်လည်းဒါကျွန်တော်တို့မတရားပြောမှာကြမယ်သူတို့ရဲ့မူရင်းဓာတိကိုမသိနိုင်ဘူးပြောတာမခံစားတတ်ဘူးပေါ့ဗျနော်အဖိုးတဝက်လောက်ပိုင်တော့မဆိုးဘူးပေါ့ဦးကျွန်တော်တို့ဆိုရင်ဒါဗုဒ္ဓဘာသာမြန်မာဖြစ်ခဲ့တဲ့အဖွားတွေပါခဲ့တာဖြစ်တဲ့အတွက်ဟိုကျွန်တော်တို့ကနည်းနည်းအဲ့ဒီသွေးပါသေးတယ်ပေါ့တချို့ကလုံးဝပြူွားဒီနိုင်ငံရောက်နေတဲ့ Rishi Sunak တို့ကလုံးဝပြူွားအင်္ဂလိပ်လုံးဝမရောထားဘူးအဖေရောမေရောအာဖရိကအိန္ဒိယလာဒီမှာလာမွေးထားတာကျွန်တော်ပြောတာလုံးဝဒီဘက်လူမျိုးမရောထားတဲ့ခါကျတော့အဲ့ဒီ GNA မပါတဲ့ခါကျတော့တို့ကမကြိုက်ချင်ဘူးမကြိုက်ချင်တဲ့စဉ်းစားပုံလည်းမတူတဲ့ပုံရှိတယ်တကယ်လည်းမတူဘူးလေဘာကျွန်တော်တို့မှာဒီဒုတိယကမ္ဘာစစ်ကနောက်မဟုတ်လေပထမကမ္ဘာစစ်ကဒုတိယမဟုတ်လေ19ရာစုနှစ်ကကျွန်တော်တို့ရဲ့အဘိုးအဘွားတွေကတမိုင်းကြောင်းတွေရာဇဝင်တွေကျွန်တော်တို့မှမသိတာကျွန်တော်ဆိုလုံးဝမသိဘူးအင်္ဂလိပ်တမိုင်းကြောင်းကျွန်တော်ဘယ်လို့မှမသိနိုင်ဘူးစာအုပ်ထဲမှာဘယ်လောက်ဖက်မပြည့်စုံဘူးလေသူတို့ကမွေးကလေးတဲ့ကြားနေရတယ်ပုံပြင်နေသူတို့အချင်းချင်းအမျိုးတွေအဲ့ဒီ root ပေါ့အဲ့ဒီ root cause အရာသူတို့ကမကြိုက်တဲ့ပုံစံပဲပြောချင်တာကဗျာမယုံဘူးပေါ့ဗျာပြောချင်တာကသူတို့အင်္ဂလိပ်လူမျိုးဆိုရင်တော့သစ္စာဖောက်ချင်မှဖောက်မယ်ဒီလိုဒီသမိုင်းကြောင်းကိုမရှိတဲ့လူကသစ္စာဖောက်သွားနိုင်တယ်ဆိုတဲ့အတွေးခေါ်လေးတွေပေါ့အဲ့ဒါကတကယ်ကိုသွေးပဲပြောရမှာပေါ့ဗျာမှန်ပါတယ်ဒါပေမဲ့အဲ့လိုအရန်ကြီးပြောလို့မရအောင်နော်ပြောရင်ခွဲခြားဆက်ဆံနေဖြစ်မယ်ကျွန်တော်ကိုယ်တိုင်ဒါဥပဒေချိုးဖောက်တယ်ဖြစ်မယ်ဒါကြောင့်စကားကိုကျွန်တော်လည်းထိန်းပြောနေရတာဒါပေမဲ့ဒါအရှိတရားဗျာအခု Conservative Party ကြဆုံးပြီဘယ်သူကအစားယူမလဲဟိုဘက်ကယူတော့မှာဒါဆိုရင်ဟိုဘက်မှာကောမရှိဘူးလားရှိတာပေါ့ဟိုဘက် Reform Party ကဥက္ကဋ္ဌကပါကစ္စတန်နယ်ပါဒါပေမဲ့သူအတွေးခေါ်ကအဲ့လိုတွေးသွားတာပြောချင်တာအကုန်လုံးလူဖြူတွေကြီးပဲလည်းမဟုတ်ပြန်ဘူးဒါပေမဲ့လူဖြူအများစုအင်္ဂလိပ်အများစုဗျအဲ့တော့သူတို့အင်္ဂလိပ်အများစုရှိတဲ့နယ်တွေမှာပေါ့ပြောချင်တာဗမာအများစုတဲ့နယ်တွေမှာဗမာကိုမဲပေးသလိုသူတို့ကသူတို့လူကိုသူတို့မဲပေးချတော့တာအဲ့တော့သူတို့ကပြောမယ်နိုင်ငံသားတွေလာပြီးဒုက္ခပေးနေလဲပြောရင်သူတို့ကကိုချင်းစာဟုတ်တာပေါ့ကျွန်တော်တို့နိုင်ငံသားရှိတဲ့နေရာမှာနိုင်ငံသားကိုမကောင်းလာပြောရင်ဘယ်သူကသူ့မဲပေးမလဲပြောချင်တာအဲ့ဒါကိုပြောချင်တာဥပမာမင်္ဂလာတောင်ညွန့်မြို့နယ်မှာလာပြီးတော့အိန္ဒိယနယ်ဘွားတွေမကောင်းတော့ပြောရင်မင်္ဂလာတောင်ညွန့်သူ့မဲပဲပေးမလဲဟုတ်တော့မလားလုံးဝ pure ဗုဒ္ဓဘာသာမြန်မာရှိတဲ့နေရာမှာဒါပြောရင်တော့သူတို့ကမဲပေးမှာပေါ့ဒါမှန်တာပေါ့ပြောချင်တာကအဲ့ဒါမျိုးစဉ်းစားပုံတွေရှိတယ်ဒါကြောင့်အခု Democratic Party ကခွက်လန်ရှုံသွားတာအမှန်ကတော့သူတို့လူရွေးမှားတာနံပါတ်1ချက်Joe Biden
နံပါတ်2ချက်ကင်မလာဟဲရစ်ပဲကင်မလာဟဲရစ်ကိုထိုးတင်လိုက်တာဟာသူတို့အတွက်အကြီးကျယ်ဆုံးအမှားပဲအဲ့တော့စိတ်ပြတ်သွားတဲ့လူတွေကသူတို့ကိုဟိုဘက်ကိုခါလဲပေးချပလိုက်တာအဲ့ဒါကိုတော့နောင်တမရောက်ကြသေးဘူးတခါတလေတော့သူတို့ပဲပေးလိုက်မယ်အမြဲတော့သူတို့ခွင့်ပြုမှာမဟုတ်ဘူးဒါဟာကျွန်တော်တို့ဒီမိုကရေစီစနစ်ကိုသွားမယ်ကျွန်တော်တို့အတွက်လေးလာတင်ယူစရာအချက်တစ်ချက်လို့ကျွန်တော်ကတော့ယုံကြည်တယ်ပြောချင်တာကလူခွင့်ရေးဒီမိုကရေစီဆိုတာအကန့်အသတ်ရှိနေသေးတယ်ဆိုတာကိုပြသနေတယ်ဥပဒေအရအဲ့ဒီကလက်ဝဲရိန်းနဲ့လေဘာပါတီတွေလက်ဝဲရိန်းနဲ့ liberal တွေကဥပဒေပြဋ္ဌာန်းထားပြီးမဲ့လေအဲ့ဒီအချိန်မှာမဲရှုံထားတဲ့လူဖြူတွေကဟိုဘက်ပါတီကပြထန်လဲသူဘာမှလုံးမရပေမဲ့ယင်းတွေကမကျေနပ်ဘူးဆိုတာသူတို့အခွင့်အရေးရတာ ਨੇ ပြန်ပြတယ်ဆိုတာကိုကျွန်တော်ကမိမောင်းထုတ်ပြချင်တာသူတော့ဥပဒေအရာလို့လည်းပြောမရဘူးအဲ့ဒီဥပဒေကိုဘယ်သူကပြထန်သွားတယ်လဲဆိုတာအမေကုန်းအဲ့ဒါအခု reform party ရဲ့အကြီးမားဆုံး argument မင်းတို့ဥပဒေပဲအဲ့ဒီဥပဒေကမင်းတို့ပြထန်သွားတာငါတို့မဟုတ်ဘူးအဲ့ဒါကိုဒီနေ့သမ္မတဒေါ်နယ်ထရန့်ကအဲ့ဒါကိုထောက်ပြနေတာမင်းတို့ကဥပဒေပြောတာမင်းတို့ဒီမိုကရက်တွေပြဋ္ဌာန်းသွားတဲ့ဥပဒေလေးငါတို့ပြဋ္ဌာန်းတာမဟုတ်ဘူးဒါကြောင့်ငါ့ဟိုတာမင်းတို့မဲပြန်ပေးအဲ့ဒီဒီမိုကရက်ဥပဒေတွေအားလုံးငါမြေးလှမ်းမယ်ဆိုပြီးတော့မဲပေးခိုင်းလိုက်တဲ့အခါမှာအခုအကုန်သူမြေးလှမ်းတာပဲသူဘလို့ဒီနဲ့လှမ်းလိုက်တယ်မင်းတို့ဂျိုးဘိုင်ဒန်လဲလွှတ်တော်ကိုကြော်ပြီးသမ္မတအမိန့်ထိုးတာပဲကလင်တန်လဲထိုးတာပဲအိုဘားမားလဲထိုးတာပဲငါလဲထိုးပြမယ်မင်းတို့သူတို့ဘာနဲ့ညင်းမလဲအခုသမ္မတအမိန့်တွေနဲ့ပဲလွှတ်တော်ကိုကြော်ပြီးအကုန်လက်မှတ်တွေထိုးပြီးအကုန်စောနေတာမင်းတို့ပြောတဲ့ဥပဒေဆိုတာမင်းတို့ပါတီတွေနိုင်တဲ့ချိန်မှာပြဋ္ဌာန်းသွားတာငါတို့သဘောမတူဘူးအခုငါတို့ပြန်လုပ်ပြပြီအဲ့တော့ဒါကဒီမိုကရေစီနိုင်ငံရေးမှာအလွန်အမတန်အရေးကြီးတဲ့အပြောင်းလဲအနေနဲ့တော့ကျွန်တော်ကလက်ခံတယ်ပြောချင်တာကလူတိုင်းဒန်းတူအခွင့်အရေးရတယ်ဆိုပေမဲ့လည်းသူ့နေရာနဲ့သူဒန်းတူအခွင့်အရေးတော့ရှိတယ်ဒါကိုကျွန်တော်ကမိမောင်းထုတ်ပြချင်တာဟုတ်ချင်လဲဟုတ်မယ်မဟုတ်ချင်လဲမဟုတ်ဘူးပေါ့လေဒါပေမဲ့ကျွန်တော်အမြင်ကိုပြောချင်တာကိုဆာဗက်တစ်ကခွက်လန်ရှုံးပြီကိုဆာဗက်တစ်ကနေပြီးတော့စိတ်ပြက်ခေါင်းဆောင်ကိုစိတ်ပြက်တာဗျာသူတို့ရဲ့ policy ကိုစိတ်ပြက်ပြီးထွက်သွားတဲ့လူတွေက reform ကိုသပြောင်းတယ်မိုက်ကယ်ဖာရက်ကိုသပေါင်းတယ်လက်ရသမားတွေကိုအခုသူတို့နေရာကိုသူတို့ပြန်ယူတာပဲပါတီခေါင်းစဉ်နဲ့ပြောင်းသွားတာလေဒီလူတွေပဲလေသူကကိုဆာဗက်တစ်ကမဟုတ်ဘူး reform အနေနဲ့ဝင်ပြိုင်တော့သူတို့နိုင်တာပေါ့တော်တော်သူတို့လူနဲ့သူတို့မဲဆန္ဒရှင်နဲ့ကွက်တီလေနဲ့ပါတီနာမည်ပဲပြောင်းသွားတာဒါဟာသင်ခန်းစာယူစရာပဲအမေရိကန်မှာအမျိုးသမီးသမ္မတအစင်းသိမဖြစ်သေးဘူးအဲ့ဒါကိုအမှတ်မရှိဘဲနဲ့ကင်လင်တန်လည်းရှုံးထားပြီးပြီနော်ဘူးဒရင်းနဲ့ဒေါ်နယ်ထရန့်နဲ့ပဲရှုံးတာကင်မရာဟဲလည်းရှုံးပြီးဒေါ်နယ်ထရန့်ဦးတတိယကျရင်သမ္မတဒေါ်နယ်တဲ့ဝင်ပြလာအမျိုးသမီးထပ်တင်နေဆိုရင်တော့အဲ့ဒီကွန်ဆာဗေးတစ်ပါအဲ့ဒီဒီမိုကရက်တစ်ပါတီကတော့ကျွန်တော်ထင်တယ်မြောင်းနေရောက်ပြီနောက်အနှစ်20တွားပြီအဲ့တော့နိုင်ငံရေးသမားအေဂျင့်ကျင်နေဆိုရင်စစ်ကောင်စီရှိနေသူမအေဂျင့်ဘူးမနေ့ကပဲကျွန်တော်ပြောပြီးပြီလေစစ်ကောင်စီရှိနေသူမကျင်တဲ့လူကပြန်တိုက်မှာဒါကျွန်တော်တို့လည်းတားလို့မရဘူးဘာလို့စစ်ကောင်စီပဲတရားလို့မခံရလို့သူပြန်ချမှာပဲအဲ့တော့စစ်ကောင်စီရှိနေသူတိုင်းပြည်မအေဂျင့်ဘူးအဲ့ဒါအရှိတရားအဲ့ဒါကိုစစ်ကောင်စီလက်ကိုလက်ခံရလိမ့်မယ်မလက်ခံရင်တိုင်းပြည်ပျက်စီးသွားလိမ့်မယ်အဲ့ဒါရှိတရားအခုကျွန်တော်တို့မြန်မာနိုင်ငံကဒီမိုကရေစီဘာညာခဏနေဦးဖက်ဒရယ်ခဏနေဦးစစ်ကောင်စီရှိနေရင်စစ်ကောင်စီရဲ့မတရားဖိနှိပ်မှုကြောင့်မခံတဲ့လူကပြန်ချတော့မှာသူ့မှာခွင့်ရရှိတယ်အဲ့ဒီပြန်ချရင်တိုင်းပြည်ပြတ်မှာပဲအဲ့ဒါကိုတိုင်းပြည်ကိုမပြတ်စေချင်ရင်စစ်ကောင်စီအရှုံးပေးမှရတော့မှာထွက်ပြေးမှရမှာအဲ့ဒါအရှိတရားပဲအခုအရင်စိတ်ဝင်စားဖို့ကောင်းတယ်UK နိုင်ငံရဲ့ပါတီကြီးတစ်ခုရဲ့ကြဆုံးခန်းကိုမြင်နေရပြီခွက်လန်ပြကြဆုံးပြီ14နှစ်အုပ်ချုပ်သွားတာနော်14နှစ်သွားပြီပါတီပါပြတ်တော့မှာChina က TNL လို့လောက်တာအလုံးမှာပေါ့ဒါငကူတဲ့လုံးမှာပြောပြီးသားပဲဒါကျွန်တော်တို့ဝမ်းနေစရာအကြောင်းမှမရှိတာ TNL လို့လည်းမယိုးမယိုးသားတာမယိုးသားလို့ခံရတာလေ
ကျွန်တော်တို့ကအများကြီးသွားမျောလင့်နေတာလေ TNL အပြစ်မဟုတ်ဘူး MNDA မြတ်ဘူးကျွန်တော်တို့ကအများကြီးသွားမျောလင့်တယ်ဘာကြောင့်မျောလင့်တယ်လဲကျွန်တော်တို့မှမအင်အားပြန်မချနိုင်တဲ့အနေမှာသူတို့ပြန်ချပေးလို့ကျွန်တော်တို့ကသူတို့မျောလင့်တယ်ဒါပေမဲ့သူတို့ရည်ရွယ်ချက်ကတရုတ်ခိုင်းလို့လုပ်နေတာလေအဲ့ဒါကိုကျွန်တော်တို့က TNL ကတရုတ်စကားနားထောင်တာကျွန်တော်တို့ကသူတို့တော့အားကိုးလိုက်တာကျွန်တော်တို့အပြစ်ပဲလေ TNL ရသူ့လို့သူလုပ်နေတာ MNDA သူ့လို့သူလုပ်နေတာကျွန်တော်တို့ကကိုဖြစ်ချင်တာကိုသွားပြီးအတင်းသွားပြောနေတာအဲ့ဒီအရှိတရားကိုကျွန်တော်တို့လက်တွေ့ရင်ဆိုင်ရပြီပဲအဲ့တော့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးကျွန်တော်စဉ်းစားမိတာလေးတစ်ခုကိုတင်ပြပါရစေဒီနေ့တော့နည်းနည်းနေပူတယ်ကျွန်တော်ခဏတော့ကဒိတ်လုပ်ပြီးတော့အပြင်သွားပြီးဈေးတစ်ပိုင်းနေပါတော့ဝယ်တာပေါ့ဗျာ UK နိုင်ငံမှာ prime ဆိုတာတော်တော်ပေါ်တယ်ဗျာသိလားအဲ့တော့ကျွန်တော်က UK ရောက်ခဲ့ကဂျင်းပေါင်းဘီမသုံးတော့ဘူးသိလားဘာလို့ဂျင်းပေါင်းဘီကကျွန်တော်တို့က Levi's တွေဘာတွေသုံးတယ်လေအခုကျွန်တော်အားလဘတလဘနည်းနည်းပြောမယ်နော်အဲ့တော့ Levi's ကအရန်မာတယ်ကျွန်တော်တို့ခေတ်ကသိလားဒါပေမဲ့ကျွန်တော်တို့ခေတ်ကဂျင်းခေတ်ဗျာသိလားအဲ့တော့ Sweden နိုင်ငံမှာတော့ကလည်းဂျင်းရန်ခေတ်သားတယ်ဒါပေမဲ့ UK ရောက်တဲ့အချိန်မှာအဲ့ဂျင်းကပူတယ်ဗျာသိလားနောက်ဂျင်းတွေကလည်းမာတဲ့ခါကြတော့လေကျွန်တော်တို့ဝါတဲ့လူတွေနည်းနည်းခန္ဓာကိုယ်ဝင်ဖြစ်လာတဲ့လူကအထိုင်ထကြရင်အရန်ကြက်ထုတ်တော့နေရထိုင်ရခက်တယ်ဗျအဲ့တော့ကျွန်တော်ကပိတ်သားဘက်ကိုပြန်လှည့်လိုက်တယ်ဒါပေမဲ့နှစ်ကကျွန်တော် private ကိုသွားတော့ဂျင်းပေါင်းဘီတစ်မျိုးကျွန်တော်ဘာမှမသိဘူးဗျာဟိုဂျင်းပေါင်းဘီတစ်ခုဝယ်လိုက်တယ်နော်ကျွန်တော်မှ Levi အဟောင်းနေတောင်ရှိတယ်ကျွန်တော်တို့ခေတ်က Levi ခေတ်ပေါ့ဗျာအဲ့ဒါနဲ့ကျွန်တော်ဟိုဝယ်လာပြီးတော့နှစ်ထည့်ပေါ့အဲ့လိုဝယ်လာတဲ့အချိန်မှာတစ်ထည့်ရတော့ပုံမှန်ပဲကြက်ကြက်တုတ်ပဲအဲ့တော့အဲ့ဒီဂျင်းကကြက်ကြက်တုတ်ထိုင်းရတယ်နောက်တစ်ထည့်ကျတော့မထူပါဘူးလေးကဝှက်ကြည့်မစို့ဟောကျွန်တော်တို့သဘောကျပါတယ်ဆွဲသားဗျဂျင်းမှာဆွဲသားရှိမှကျွန်တော်လုံးဝမသိဘူးသိလား तू ကခါကြိုးလဲဆွဲသားရတယ်ကျွန်တော်တို့ဗာတရုတ်မှာပေါင်းပြီလို့ပေါ့ဗျာပြောချင်တာကကိုရီးယားပေါင်းပြီတရုတ်ပေါင်းပြီလို့ပြီးတော့ဂျင်းဒီအသားကလည်းဆွဲလို့ရတယ်အဲ့တော့အရင်ထိုင်ရထားရတာအဆင်ပြေသွားတယ်အဲ့ဒါနဲ့အခုဒီနေ့နေရလဲပူတော့အားရဆိုတော့ကျွန်တော်နှစ်ယောက်ဒိတ်လုပ်ကြတာပေါ့ဗျာအေး private ကိုသွားတာ6ပေါင်နဲ့ရခဲ့တယ်တော်တော်ဈေးပေါ်လာဗျာနော်6ပေါင်ဂျင်းဆွဲသားတော်တော်မိုက်တာ made in Pakistan made in Bangladesh made in India အကုန်လုံးတရုတ်တွေမဟုတ်တော့ဘူးဗျာတဲ့ made in China နဲ့မှာအဲ့ဒါတွေအစားထိုးဝင်လာပြီဗျတော်တော်လေးမိုက်တယ်ဗျာ private ကတော်တော်လေးဈေးပေါ်တယ်နှစ်ချက်တို့သုံးချက်တို့ပေါ့ဗျာအဲ့တော့ဂျင်းချီတာဟုတ်တယ်ဂျင်းတစ်ဝက်ချီသားတစ်ဝက်ဗျာသိလားဟိုခေတ်ကကျွန်တော်တို့ Levi လိုဂျင်းစစ်တွေကအစင်မပြေဘူးဗျာသိလားအခုကျွန်တော်အဲ့ဒါတွေးခဲ့တာတော်တော်လေးသဘောကျလာတယ်သိလားကျွန်တော်တို့ဝါလာတယ်လည်းနည်းပါမယ်ပေါ့နော်ဟိုအသက်လည်းရတာထိုင်ထရတာအရင်ခက်တယ်ဥမာလေးပြန်နေပါစီရင်ဂျင်းဘောင်းပြီးပေါ်တိုင်းကြက်ထုတ်နေပြီနေရထိုင်ရခက်တယ်ပေါ့နော်အဲ့တော့အခုဟာလေးကချီတဝက်ဂျင်းတဝက်နောက်တစ်ခါဆွဲသားဗျာသိလားကျွန်တော်တို့တရုတ်မှာဘောင်းပြီးလို့ပေါ့သူတို့ဆွဲသားဟိုဗမာလူပြောရင်တော့ဒီဘောင်းပြီးနေရာမှာသူကဟိုဂျင်းမယ်ဒါပေမဲ့ဆွဲသားလေးလုပ်ထားတော့ကျွန်တော်တို့ဝိုးရတာတက်တာပေါ့ဗျာနောက်တော့သူတို့ထိုင်ချလိုက်ရင်လေဒါဒူးကောင်းနေရာမှာသူကဆွဲသားဖြစ်တဲ့အတွက်မတင်းပြီးမခံခဲ့ဘူးပေါ့အခုအဲ့ဒါလေးဒီနေ့ဝယ်ခဲ့တယ် made in China မဟုတ်ဘူးကျွန်တော်မသိဘူးကျွန်တော်တကယ်မသိတာလွန်ခဲ့တဲ့3နှစ်ကကျွန်တော်တစ်ထည့်တော့ဝယ်ထားဘူးတယ်အဲ့ကနေပေါ့ကျွန်တော်ထုတ်ဖို့မှကျွန်တော်သိတာပေါ်နေတာတော့3နှစ်လောက်ရှိပါပြီဒါပေမဲ့3နှစ်ရှိပြီပေါ့ဗျာအဲ့ဆိုင်ကိုကျွန်တော်မရောက်တာပေါ့အခုထပ်တွေ့တယ်ဟောတော့ချွေးပြန်တယ်မမပြီမှာတော့အဆင်မပြေအခုလေဒီနေ့သွားတော့အဲ့ဒီဆိုင်ထဲမှာဒီနေ့အရန်ပူတယ်28လောက်ရှိတော့အဲ့တော့အရန်ပူတော့မခံနိုင်ပူတာဒါပေမဲ့မတက်နိုင်ဘူးပေါ့နော်ကျွန်တော်တို့ကဒီမှာအေးပူလိုက်အေးလိုက်ဆိုတော့ကိုကနေရထိုင်ရတာအဆင်ပြေတာပေါ့အဲ့ဒါဝယ်လာတာကိုပြောချင်တာဟိုကျန်တာတွေကတော့ဘယ်လိုဒီလိုဟို private ကကျွန်တော်ကဒီလိုစွတ်ကြဲအမြဲပို့တယ်လေစွတ်ကြဲပါတင်နေပြီဗျာစွတ်ကြဲလည်းရလာပြီဈေးပေါ်တာပေါ့ကြီးစွတ်တွေပါရေးလဲ2ချက်3ချက်နဲ့ရတယ်9ခုအဲ့ဒါမျိုးတွေပေါ့အဲ့တော့ရာသီဥတုလေးဒီနေ့နည်းနည်းပူတယ်ပေါ့ကိုလည်းနည်းနည်းပါဒိတ်လောက်တာပေါ့ဒူးမတုတ်တော့ဘူးပေါ့ဗျာမှန်ပါတယ်အဲ့တော့ ਨੇ အပြင်းပြေပေါ့ဗျာသိတယ်မလားဟိုနောက်လာလောက်ကြရင်တော့ဟိုဆွေတင်ကိုသလဲမလားပေါ့စဉ်းစားတာအဲ့တော့လေလက်မလိုက်ရှာတာပေါ့ဗျာသိလားဒါဒီနေ့အလာပါတလာပါပြီးမှကျွန်တော်အကြောင်းအရာတစ်ခုပြောမှာနော်ကျွန်တော်အဲ့ဒါကိုနည်းနည်းပြိုးနေတာပါတယ်အဲ့တော့
လိန်လက်မလိုက်ရှာတော့တချို့ရက်တွေကဗျအသွားတစ်ကြောင်းပဲပေါင်60တို့ပေါင်90တို့ပေါင်100တို့ပေါင်ကိုမတတ်နိုင်ဘူးလေနော်ကိုက15ပေါင်လောက်တော့ရရင်သူကသွားကျင်တာရှာရင်နဲ့ကိုနားရက်လည်းဖြစ်ရမှာပေါ့နော်ခွင့်လည်းမယူဘူး1ရက်2ရက်ပဲသွားကျင်တညအိ2ညအိပေါ့အဲ့ဒါလက်ပတ်လိုက်ရှာလိုက်တာအသွား16ချက်ခွဲအပြန်16ချက်ခွဲနဲ့ရတယ်ဒေါ်လာ20ပေါ့ဗျာဆွီဒင်ကိုလိမ်ပြန်2နိုင်စီးရမယ်ခီးစဉ်ကိုအဲ့တော့40နဲ့ရတယ်2ယောက်ဆိုတော့80ပဲပေးရတယ်